နတ်မိုးလင်းလို့ရေနဲ့မျက်နှာထိပြီဆိုတာနဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဘုရားကိုကိုးကွယ်ပါ၏ဓမ္မံတရဏံဂစ္ဆာမိတရားကိုကိုးကွယ်ပါ၏သံဃံတရဏံဂစ္ဆာမိသံဃာကိုကိုးကွယ်ပါ၏ဆိုပြီးတော့တရဏဂုံ၃ပါးကိုစောင့်တည်လိုက်ပါပြီးလို့ရှိရင်တော့ဟောဒီရေကလေးအေးမြသလိုပဲအေးချမ်းသလိုပဲဒီနဲ့မေကျမ်းမာချမ်းသာပါစေဘိုးဘွားညီကိုမောင်နှမတွေနဲ့တတဝါတွေအားလုံးကျမ်းမာချမ်းသာကြပါစေဆိုပြီးတော့မေတ္တာပို့လိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ငါဤကိုယ်မှာရှိနေတာယွန်ရှားပွဲတွေကြီးပါတကားဆိုပြီးတော့အတုပဘာဝနာပွားများလိုက်မယ်ပြီးပြီဆိုရင်ငါဟာမနေ့တုန်းကမတည်သေးတဲ့အတွက်ကြောင့်ဒီနေ့အသက်ရှင်နေရတာဖြစ်တယ်ငါသည်မုတ်ချသေးရမည်ငါသည်မုတ်ချသေးရမည်ဆိုပြီးမရဏနုတ္တိပွားများလိုက်မယ်ဒါဆိုလို့ရှိရင်မနက်မိုးလင်းတဲ့အခါမှာကုသိုလ်၄မျိုးနဲ့ဘဝကိုအစာပြုလိုက်တာဖြစ်ပါတယ်အားလုံးပဲကျမ်းမာ